အားလုံးပဲမင်္ဂလာပါရှင်။ Auto Immune ယောဂတဲ့တယောက်ရဲ့ညစာလေးပါရှင်။မိကတော့ထရီတူတော့ညစာအစကတည်းကလည်းမစားဖြစ်ဘူး။ထမင်းတို့ဘာလို့လဲတိတ်မစားဖြစ်တဲ့အခါကျတော့အရင်တော့မစားခဲ့ဘူး။ဘာမှမစားဘဲနဲ့ရေတောက်ပြီးအိတ်လိုက်တယ်ပေါ့နော်။အခုနောက်ပိုင်းတော့အားရှိအောင်လို့စားဖြစ်တယ်။ကိုခန်းကောင်းမှုဆိုရင်အယိုးပြုတ်ရည်တွေကအကောင်းဆုံးပဲဆိုတဲ့အတွက်မိအယိုးပြုတ်ရည်ကိုတောက်ဖြစ်ပါတယ်ရှင်။ဒီနေ့တစ်ခွက်တော့ဝင်အောင်လို့တောက်တယ်ပေါ့နော်။အခုအထူးသဖြင့်တော့ညစာကိုမိတတိထားပြီးတော့တောက်ဖြစ်ပါတယ်မဲရိုးတို့စိတ်ရိုးတို့ကြားလို့ရှိရင်နန်းမှာညှိမှာဆိုတဲ့အတွက်ဝယ်ရိုးနဲ့ကြက်ရိုးကိုကျင်းလေးနဲ့ထည့်ပြီးတော့အကြာကြီးပြုတ်လိုက်တယ်ပေါ့နော်အရေးတွေအကုန်လုံးကအကျဉ်အောင်ကနေပြီးတော့ဖြူရောက်ပြောင်းလာတဲ့ဒီပြုတ်တယ်ပြီးတော့မှမုံလာဥဖြူလေးကိုထည့်ပြီးတော့ကြေးနေတာလုပ်ပြီးတော့မှမြေရေခဲတက်တာတွေကိုထည့်ပြီးတော့တနေ့နည်းချင်းစီခွဲတောက်ပါတယ်ရှင်နေလဲအခုတော်တော်လေးပြန်ကောင်းလာပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်